လူပြောများနေတဲ့ Lisa ရဲ့ Go တခြင်းတွေက Shots and shot, toss and toss ဒီမှာ shot ဆိုတာက small glasses of strong alcohol ပေါ့နော်ကျွန်တော်တို့အရက်တွေပါတောက်တဲ့ခါကြလို့ဆိုလို့ရှိရင်ခွက်သေးသေးလေးလေနော်တစ် shot စာနှစ် shot စာခွက်ကလေးရှိတယ်ကျွန်တော်မြန်မာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်ပတ်နှစ်ပတ်ဒီလိုခေါ်မလားမသိဘူးနော်အဲ့ဒါကို shot လို့ခေါ်ပါတယ်ဒီမှာက shot and shot ဆိုတော့တစ် shot ပြီးတစ် shot နော်တနည်းအားဖြင့်ကျွန်တော်တို့အရက်တွေအများကြီးတောက်တာကိုပြောတာနော်တစ် shot ပြီးတစ် shot အများကြီးတောက်တာကိုပြောတာနောက်တစ်ခု toss ဆိုတာကတော့နည်းနည်းလေးရိုင်းပါတယ်သူကအတူကောက်ရေးထားတာပါသူရဲ့အရှိကတော့ that's so over there ဟိုးဆိုတာကကျွန်တော်တို့ယဉ်ကျေးပြောရမယ်ဆိုရင်တော့အပျော်မယ်ပေါ့နော်နည်းနည်းလေးရိုင်းပြောရမယ်ဆိုရင်တော့ပြည့်တစားပေါ့ဆိုတော့ toss on toss ဆိုတော့လေဒီအပျော်မယ်ပြည့်တစားတွေအများကြီးရှိတာကိုပြောတာနော်ဆိုတော့သူကဆိုလို့ချင်တာကသူအောင်မဲခံမှာဘယ်လိုအောင်မဲခံမှာလဲဆိုလို့ရှိရင် shot on shot toss on toss အရက်တွေလည်းအများကြီးအပျော်မယ်တွေအများကြီးနဲ့တော့လောကစီစဉ်ခံစားပြီးတော့သူကအောင်မဲခံမှာဒါမျိုးပြောတာဖြစ်ပါတယ်တနည်းအားဖြင့်စဉ်းစားကြည့်ရင်တော့ကမ္ဘာဖလားနေတော့ဘာမှတော့သက်ဆိုင်မှုမရှိဘူးပေါ့လေဆိုတော့ဒါကြောင့်မို့လဲသူပြောများနေရလို့ထင်ပါတယ်ကျွန်တော်ရဲ့ personal perspective ပါအဲ့တော့ကြိုးရှိမယ်လို့ထင်ပါတယ်ကျွန်တော်က English tips and tricks တွေမှာသိချင်တဲ့ကြားရရှင်လဲခုမှတ်မိတ်လို့ရပါတယ် alright stay tuned for more